လိန်ဖမတ်တဲ့ထိတက်တွေက Facebook TikTok နဲ့ YouTube channel တွေမှာကျိုးဆိုပါတယ်။ရှင်သက်တင်ရဲ့လာမယ့်နွေရာသီကွဲလေပြုပြင်ပြောင်းလဲမှုအစီအစဉ်နဲ့ပတ်သက်ပြီးကမ္ဘာမှာ3ဦးအတွက်ပေါင်တန်း150ဝန်းကျင်သုံးစွဲမယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။ရှင်သက်တင်ရဲ့လာမယ့်နွေရာသီကွဲလေပိုင်းပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေနဲ့ပတ်သက်ပြီးထပ်မံထွက်ပေါ်လာတဲ့သတင်းတွေအရအတင်းရဲ့ဘတ်ဂျက်အခြေအနေသာခွင့်ပြုခဲ့မယ်ဆိုလို့ရှိရင်ကွဲလေကစားသမား3ဦးအတွက်ပေါင်တန်း150ဝန်းကျင်ထိသုံးစွဲသွားဖို့ပြင်ဆင်ထားပါတယ်။ကက်စမဲရိုနီယာမှာအစားထိုးမဲ့နာမည်ကြီးကွင်းလယ်ထိပ်တန်းလူတဦးကိုခေါ်ယူဖို့ပေါင်တန်း80ဝန်းကျင်သတ်မှတ်ထားပါတယ်။ဥကာတေးကိုရောင်းချရာကနေတင့်တော်တဲ့ပြောင်းရွှေ့ခြင်းရရှိခဲ့မယ်ဆိုရင်တော့သူ့နေရာမှာအစားထိုးမဲ့ကွင်းလယ်လူတွေအတွက်ပေါင်တန်း40ဝန်းကျင်သုံးစွဲဖို့ပြင်ဆင်နေပါတယ်။ဒီနေရာအတွက် United အသင်းကဝက်ဆန်တင်းရဲ့လူငယ်ကွင်းလယ်ကစားသမား Matheus Fernandes ကိုခေါ်ယူဖို့မျက်စိကျနေရဆိုတဲ့သတင်းတွေလည်းသိရပါတယ်။နောက်ထပ်ကွင်းလယ်ကစားသမားတဦးကိုလည်းတတိယမြောက်ခေါ်ယူမှုဖြစ်ပေါင်တန်း20ဝန်းကျင်နဲ့ရှာဖွေနေပြီးတော့လက်ရှိမှာအသင်းရဲ့ကင်းထောက်တွေက Southampton လူငယ်ကစားသမား Shea Charles ကိုခေါ်ယူဖို့စောင့်ကြည့်နေတယ်ဆိုတဲ့သတင်းတွေလည်းသိရပါတယ်။ဒီသတင်းတွေကိုတော့အားစားသတင်းတော့ Chris Ryder ကတင်ဆက်ထားတာဖြစ်ပြီးတော့ကျွန်တော်ကတော့အောင်မြတ်ငိမ့်ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ